အားလုံးပဲမင်္ဂလာပါရှင် PNY Fashion ရဲ့ Design Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ပုံမပထားပေးတဲ့အင်ဂျီလေးရဲ့ချုံနည်းလေးကိုပြန်လည်ဝေမျှပေးသွားမှာပဲဖြစ်ပါတယ်အင်ဂျီလေးရဖို့ဆိုလို့ရှိရင်တော့ပထမဦးဆုံးပုံမှန်အတိုင်းပဲပိတ်စမှာခေါင်းဆောင်လေးယူပြီးတဲ့ခါကျတော့ပတ်တန်ရဲ့ရှည်ချက်ပတ်တန်လေးကိုပေးလေးထိပြီးတော့မှချုပ်စာလေးတွေယူပေးရပါမယ်ပတ်တန်လေးကိုပေးလေးထိမိသွားပြီဆိုလို့ရှိရင်တော့ချုပ်စာလေးတွေကဘေးဘက်1 cm ဂျိုင်း1 cm နဲ့လက်ဘေး1 cm ယူပြီးတော့အောက်ဘက်ကိုတော့1.5 cm လေးချုပ်စာယူပေးပါမယ်ခြေချမ်းပတ်တန်လေးနှိပ်ထုတ်ပြီးသားပြီဆိုလို့ရှိရင်တော့နောက်ချမ်းပတ်တန်လေးကိုလည်းဘေးဘက်ခေါင်းဆောင်လေးယူပြီးတဲ့ခါကျတော့ချုပ်စာလေးတွေကလက်ဘေး1 cm ဘေးဘက်1 cm နဲ့အောက်ခြေဘက်ကိုတော့1.5 cm လေးချုပ်စာယူပေးပါမယ်ရှည်ချမ်းနောက်ချမ်းပတ်တန်လေးတွေနှိပ်ထုတ်ပြီးသားပြီဆိုလို့ရှိရင်တော့ရှည်ချမ်းနောက်ချမ်းကုတ်စာလေးတွေညှစ်ပါမယ်ခေါက်စာလေးညှစ်တဲ့အခါမှာတော့အထိုရှင်လေးကိုတော့မိမိတို့စိတ်ကြိုက်အဆင်ပြေသလိုယူပြီးတော့မှညှစ်ပေးလို့ရပါတယ်။ကုတ်စာလေးတွေညှစ်ပြီးသွားပြီဆိုလို့ရှိရင်တော့ပထမဦးဆုံးရှည်ချမ်းတောင်လေးတွေဆက်ပြီးတော့မှချုပ်ပါမယ်။ရှည်ချမ်းရဲ့တောင်လေးတွေချုပ်ပြီးသွားရင်တော့နောက်တစ်ဆင့်အနေနဲ့ပတ်တန်မှာမှတ်ခဲ့တဲ့ကျိုးရှည်လေးတိုင်းကိုမှအကျယ်5 cm လောက်ရှိရဲ့ကျိုးရှည်လေးနဲ့ချောင်းညှစ်ထားပေးရပါမယ်။ပတ်တန်မှာမိမိတို့နှက်ခဲ့တဲ့ကျိုးရဲ့အရှည်လေးညှစ်ပြီးသွားပြီဆိုလို့ရှိရင်တော့အကျယ်ကတော့1 cm အကျယ်လေးရချင်တာမို့လို့4 cm ဒါမှမဟုတ်ရင်5 cm လောက်ထားပြီးတော့မှအကျယ်လေးကိုယူပေးဖို့လိုပါမယ်။အခုဆိုရင်တော့ကျိုးအတွက်အရှင်လေးတွေညှက်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျတို့ကျိုးလေးဆက်ပြီးတော့မှချုပ်ပါမယ်ကျိုးလေးချုပ်တဲ့အခါမှာ1 cm အကျယ်လေးထားပြီးတော့မှကျိုးကိုအလှချင်းပို့ပြီးတော့မှ1 cm အကျယ်လေးထားပြီးတော့မှချုပ်ပေးပါမယ်ကျိုးနှစ်ချောင်းလုံးကို1 cm အကျယ်လေးချုပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ချုပ်စာလေးတွေညှက်ထုတ်ပြီးတော့မှလှန်တန်လေးသုံးပြီးတော့မှအလားဘက်ကိုလှန်ပါမယ်အခုဆိုရင်ကျိုးလေးနှစ်ချောင်းလေးရပြီမို့လို့ယခုလိုလေးအလှဘက်မှာအင်ချီရဲ့ရှည်ချမ်းအလှဘက်မှာပင်လေးထင်းပြီးတော့မှချီတုပ်ပေးပါမယ်ကျိုးလေးနှစ်ချောင်းကိုချီတုပ်ပြီးသွားတဲ့အခါမှာရှည်ချမ်းကွက်စာလေးနဲ့ယခုလိုလေးလာချင်းပူပြီးတဲ့အခါကျတော့ပင်လေးထုံးပြီးတော့မှချုပ်စာ1 cm လေးချုပ်ပါမယ်ကျွန်တော်1 cm ချုပ်စာလေးချုပ်ပြီးသွားတဲ့အခါမှာတော့ချုပ်စာလေးတွေကိုကကြည့်တောက်ပေးဖို့လိုပါမယ်ချုပ်စာလေးတွေကကြည့်တောက်ပြီးတဲ့အခါမှာအလှဘက်ကိုလှမ်းလိုက်တဲ့အခါမှာယခုလိုလေးရလာမှာဖြစ်ပါတယ်အလားဘက်ကိုလှမ်းလိုက်ပြီးတဲ့အခါမှာတော့သေးသက်လေးဖြစ်နေစဖို့ဆိုလို့ရှိရင်တော့ပုံမှန်အတိုင်းပဲအပြားစာလေးပြန်ပြီးတော့မှနှီးပေးဖို့လိုပါမယ်။
အခုဆိုရင်တော့ခြေတို့ကအတပြားစာလေးလည်းနေပြီးသွားပြီမို့ယခုလိုလေးဒီသက်လောက်ပါလေးရလာမှာပဲဖြစ်ပါတယ်နောက်တစ်ဆင့်အနေနဲ့နောက်ချမ်းအလှပက်မှာအခုနကချုပ်လိုက်တဲ့အရှိချမ်းအလှချမ်းလေးကိုယခုလိုလေးကျင်ပြီးတဲ့ခါကျတော့ပထမဆုံးကျိုးလေးကိုချီတုပ်ပေးရပါမယ်အခုဆိုရင်တော့နောက်ချမ်းကျိုးလေးချီတုပ်ပြီးသွားပြီမို့လို့ကိုယ်စာအလှပက်ချမ်းလေးကိုယခုလိုလေးတင်ပြီးတော့မှချုပ်စာ1 cm လေးချုပ်ပေးပါမယ်ရှင်နည်းတိုင်းပဲချုပ်စာ1 cm လေးပတ်ပတ်လည်းချုပ်ပြီးသွားတဲ့အခါမှာတော့ကကြည့်တောက်ပေးဖို့လိုပါမယ်အခုဆိုရင်တော့လက်ပတ်တက်လာတဲ့ freestyle ညဝတ်အင်ချီလေးရပါပြီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗီဒီယိုလေးကိုကြည့်နေတတ်တယ်ဆိုရင်တော့ like and subscribe လေးနဲ့အားပေးတော့မပေးပါနဲ့နော်ကိုစိတ်နဲ့ပြန်ချမှတ်တတ်တာပါစေ